စိတ်ဝင်စားတဲ့ကလေးတွေအတွက်အကဆင်လေးတစ်ခုဆင်ပေးတာပါပဲ။သမီးကငယ်ငယ်လေးတွေကသူကအကအရန်ဝါသနာပါတာပေါ့။ဟိုကသူ့ရဲ့ဝါသနာလေးကိုပြိုးထောင်ပေးတဲ့အနေနဲ့ YND တင်တန်းကျောင်းမှာကျွန်တော်ငယ်စဉ်ကတည်းကအပ်ပေးတာပေါ့နော်။မြန်မာမှုတွေကတဖြည်းဖြည်းနဲ့ပျောက်ကွယ်လူမတက်ကိုဖြစ်နေတဲ့အချိန်မှာဒီလိုကျောင်းမျိုးကဂုံယူစွာပြိုင်ပွဲတွေလုပ်ပေးနေတယ်ဆိုလိုက်တဲ့အခါကျတော့အရန်ကြီးပီတိဖြစ်ရတယ်ပေါ့နော်ကျမတို့ပွဲမှာဆိုလို့ရှိရင်ဒီ belly dance ပါမယ် Chinese dance ပါမယ်မြန်မာ dance ပါမယ် K-pop တို့ hip hop တို့ပါမယ်ကလေး dance လေးတွေပါပါမယ်ရှင်တကယ်အိမ်မက်ရှိတဲ့လူတွေသူတို့အတွက်လည်းဒါလမ်းစာအများကြီးဖြစ်စေတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့တကယ်ကောင်းမှပါတယ်ချက်ကတော့ကျောင်းသူကျောင်းသားတွေအတွက်သူတို့ဒီအကစိတ်ဝင်စားတဲ့ကလေးတွေအတွက်ကျွန်တော်တို့ဒီအကဆင်လေးတစ်ခုဆင်ပေးတာပါပဲเนาะအဓိကကလေးတွေပတ်စုံဖွံ့ဖြိုးတိုးတက်အောင်ကျွန်တော်တို့ဒီဟာလေးရဲ့ရည်ရွယ်ချက်ပါเนาะဒီပွဲကိုပထမအကြိမ်ကလေးကနေပထမအကြိမ်မှာကျတော့ကျမတို့ကျောင်းပဲပေါ့เนาะကျမတို့ကျောင်းပဲတူထဲနဲ့လုပ်ခဲ့တယ်ပေါ့เนาะလုပ်ခဲ့ပြီးတော့အခုဒုတိယအကြိမ်မှာဒီလိုမျိုးအဖွဲ့အစည်းတွေအများကြီးပေါ့เนาะအကူအညီပေးကြတယ်ပံ့ပိုးပေးကြတယ်အကြံဉာဏ်တွေပေးကြတယ်ပေါ့เนาะအဲ့လိုအတွက်လည်းကျမအရန်ဝမ်းသာမိပါတယ်ရှင်မှာဆိုအဓိကနေအနေနဲ့ပေါ့နော် hip hop dance နဲ့ K-pop dance ကို judge လုပ်ပေးဖို့ပေါ့နော်အဓိက YND ရဖိတ်တာပေါ့နော်ရင်ရမ်းဖိတ်လို့ဒီနှစ်လည်းပါဝင်ပြတာပေါ့ဟုတ်ဒါဒီနှစ်နဲ့ဆိုရင်တော့3နှစ်မြောက်ရှိပြီပေါ့ဟုတ်ကဲ့ပါ这次那个非常感谢圆心杯的ဒီပွဲကိုတက်ရောက်ရတဲ့အတွက်မလဲအရန်ကိုဂုဏ်ယူမိပါတယ်ပေါ့ပထမဦးဆုံးအနေနဲ့မြန်မာနိုင်ငံကိုရောက်လာပြီးမှဒီလိုပွဲကြီးမှာဒိုင်ကြောက်အနေနဲ့ပါဝင်ဖြည့်ဆည်းရတဲ့အတွက်ကြောင့်မို့လဲသူ့ကိုသူပီတိလည်းဖြစ်ပြီးရဲ့ပြီးတော့မှအခုဆိုလဲသူရင်ကုန်လှုပ်ရှားနေတဲ့ဒီအကတွေနဲ့ပတ်သက်ပြီးတော့မှပေါ့ညှော်လင့်နေပေါ့可以找到让我惊艳的或者能给我产生共鸣的舞蹈ဒီနေ့ဝင်ပြိုင်တဲ့ကမွာနာ team မွာနာနာမည်နဲ့ဘယ်လေးကဝင်ပြိုင်တာပါသမီးကငယ်ငယ်လေးတွေကသူကအကအရန်ဝါသနာပါတာပေါ့အဲ့တော့ငယ်စဉ်ကတည်းကသူကအဲ့လို YouTube ကနေသင်ခန်းစာတွေကြည့်သူကသူလေ့ကျင့်အိမ်မှာအဲ့လိုအရင်စိတ်ဝင်စားတဲ့အခါကျကျွန်တော်ကသူ့ရဲ့ဝါသနာလေးကိုပြိုးထောင်ပေးတဲ့အနေနဲ့YND တင်တန်းကျောင်းမှာကျွန်တော်ငယ်စဉ်ကတည်းကအပ်ပေးတာပေါ့နော်တွေကိုစိတ်တဝင်တစားနဲ့ဒီလိုကြောင်းမျိုးကနေပြီးတော့ဂုံယူစွာပြိုင်ပွဲတွေလုပ်ပေးနေတယ်ဆိုလိုက်တဲ့အခါကျတော့အရန်ကြီးပီတိဖြစ်ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့မြန်မာမှုတွေကတဖြည်းဖြည်းနဲ့ပျောက်ကွယ်လူမတက်ကိုဖြစ်နေတဲ့အချိန်မှာဒီလိုကြောင်းမျိုးကဒီလိုမျိုးဖော်ထုတ်ပေးလိုက်တယ်ဆိုလိုက်တော့ဒီချေကြီးတို့အနေနဲ့ကြတော့ဒါကနိုင်ပြစရာတောင်မရှိအောင်ကိုကျဉ်တ်တဲ့ပီတိဖြစ်တယ်ပေါ့နော်ဒီလိုအစဉ်ဆက်တွေလည်းနောက်ထပ်အများကြီးကြောင်းနေပွားများလာဖို့ကိုလည်းမျှော်လင့်တယ်အဲ့တော့ဒီလိုပွဲမျိုးကိုဒီလိုတက်လာရတယ်ဆိုတာပြောစရာမလိုတော့အောင်ကိုပျော်တယ်ဝင်လဲတာပါတယ်ဒါပီတိဖြစ်ရပါတယ်ပွဲမှာဆိုလို့ရှိရင်ဒီbelly dance ပါမယ် Chinese dance ပါမယ်မြန်မာ dance ပါမယ်K-pop တို့ hip hop တို့ပါမယ်အဲ့ဒါပြီးတော့မှကလေး dance လေးတွေပါပါမယ်ရှင်အကပညာဘိုင်းမှာဆိုတော့အကတင်တဲ့ကျမကြီးအတွက်လည်းကောင်းတယ်လို့ထင်ပါတယ်ဒါကလေးအတွက်လည်းအားကစားတစ်ခုအနေနဲ့ဖြစ်သွားတာပေါ့စင်ပေါ်မှာတက်ပြီးတော့
ဖြော်ပြရတဲ့ကိစ္စတွေပါအကျွမ်းလူဝင်ဖြစ်စေချင်တာပေါ့သမီးကိုလူများနဲ့တွေ့ရတဲ့အချိန်မှာမကြောက်စေချင်ဘူးသူ့ကိုအတွေ့အကြုံတွေရစေချင်တယ်ပြိုင်ပွဲတွေ့ကြုံတွေလည်းရစေချင်တယ်ငယ်စဉ်ကတည်းကပြိုင်ပွဲပြန်ရတယ်ခံစားချက်ကိုသိစေချင်တယ်နောက်ကိုယုံကြည်မှုရှိစေချင်တယ်စင်ပေါ်ရောက်ရင်ကိုယုံကြည်မှုရှိစေချင်တယ်ကိုယ့်ရဲ့အကောင်းဆုံးကိုလုပ်ပြနိုင်စေချင်တယ်ဒါတွေကြောင့်မို့ကျွန်တော်ကလေ့ကျင့်ပေးတဲ့အနေနဲ့နှစ်တိုင်းဝင်ပြိုင်တာပါဘောင်းဆောင်ကိုတနေရာထဲမှာတွေ့ရမှာပေါ့နော်အဲ့တော့ဒီထားပါတော့တရုတ်ရိုးရာအကဆိုလို့ရှိရင်သူ့ရဲ့လှုပ်ရှားမှုတွေအများကြီးကိုမျက်မြင်ကိုယ်တွေ့ပေါ့နော်လေးလာလို့ရမယ်မြန်မာကဆိုလည်းမြန်မာကောက်လေးလာလို့ရမယ်ပြီးတော့ K-pop hip hop တွေအကုန် ballad တို့ရောလေးလာလို့ရမှာဆိုတော့တကယ်ကိုအကျိုးရှိတယ်အဓိကဒီနေ့ကဟိုထိုင်လာလောက်တာတဲ့ဘယ်လိုပြောမလဲအကြောင်းလေးလာလေးလာတာပေါ့နော်မနစ်ကဆိုလည်းအရင်ကြည့်လို့ကောင်းတယ်အဲအကြောင်းလို့ဒီနေ့လည်းလာလေးလာတာပါလို့တကယ်အိမ်မက်ရှိတဲ့လူတွေသူတို့အတွက်လည်းဒါလမ်းစအများကြီးဖြစ်စေတယ်ပေါ့နော်ပြီးသွားလို့ရှိရင်လုတ်တဲ့ရည်ရွယ်ချက်လည်းအရင်ကောင်းတာမို့လို့တကယ်ကိုအကျိုးရှိတဲ့ပွဲလေးတစ်ခုပါလို့ဟုတ်我觉得这是一个非常好。လူငယ်လေးတွေပေါ့နော်ဒီလိုမျိုးအကဘောင်းဆောင်နဲ့အဲ့လိုပြိုင်ပွဲမှာဖလှယ်ကြတယ်တယောက်နဲ့တယောက်ပညာတွေသင်ယူကြတယ်ပေါ့နော်အဲ့ဒါလေးတွေကသူ့အနေနဲ့လည်းအရန်ကိုပီတိဖြစ်မိပါတယ်တဲ့ဟုတ် 机会啊，所以我觉得这是非常好的一件事情。ကလေးတွေကထင်မသေးရပါဘူးသားရဲ့ဒီကကလေးတွေကဒီချာကြီးတို့ခေတ်ကလူငယ်ဘဝနဲ့သူတို့ဘဝတွေနဲ့မတူပါဘူးသူတို့တွေကအရန်လဲညံလစ်တယ်ပေါ့နော်သူတို့ကအရန်လင်တဲ့ကလေးတွေပါတော်လဲတော်ကြပါတယ်ကျိုးလဲကျိုးစားကြပါတယ်ကိုရိုးရာကိုဂီတတွေမကပဲတိုင်းတစ်ပိုင်းအင်ဂျေးမှုတိုင်းတစ်ပိုင်းရိုးရာဂီတတွေကိုပါသူတို့နိုင်ချွတ်ချွတ်ကိုသူတို့လေးလာနေတာကိုတွေ့ရလို့ဝင်းသာပါတယ် Winner ဟောကိုချီးမြှင့်ပေးပါရဲ့အတွက်ရာလုံးရှိရှိချူတူပါပြီပါโอเคရပါပြီဗျ ဒီတင်တန်းမှာလဲသူကဘဲလေးကတမျိုးတည်းမဟုတ်ဘူးရှင်တပတ်မှာဆိုလို့ရှိရင်တရက်ကမြန်မာကအပြင် hip hop ရော K-pop ရောပေါ့နော်အဲတပတ်မှာတရက်က K-pop နဲ့ hip hop နဲ့မြန်မာကနေတွဲတင်ပေးတာအဲကျတော့သမီးလေးကဒီတင်တန်းမှာတရင်းနဲ့ဘဲလေးရော hip hop ရော K-pop ရောမြန်မာကရောသူအကအစုံလင်ကိုသူကတက်သွားတယ်ဒီနေ့ကတော့ကျွန်တော်တို့ဒီအဓိကမန်လေးနဲ့ပြည်ဦးလွင်ကအကြောင်းတွေပဲအဓိကဖိတ်ခေါ်တာပေါ့နော်နောက်နေ့နေဆိုရင်တော့ကျွန်တော်တို့မြန်မာတနိုင်ငံလုံးဒီတကယ်ကိုဒီကျောင်းပေါင်းစုံပေါ့နော်အကစိတ်ဝင်စားတဲ့ကလေးတွေအကုန်လုံးဖိတ်ခေါ်မှာပါအဲ့ချိန်ကျရင်မြန်မာတနိုင်ငံလုံးရဲ့ဒီကျောင်းသူကျောင်းသားတွေဒီအကဝါနာပါတဲ့လူတွေအတွက်ဒီတီတီချာစီစဉ်ပေးရမှာပေါ့နော်ပို့ပြီးတော့တိုးတက်အောင်ပေါ့နော်နောက်နေ့တင်မှာလည်းဒီထက်ကြီးမားတဲ့ခမ်းနားတဲ့ပွဲတွေကိုလုပ်နိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျ Infinite Star Award International Dance Festival ကိုပေါ့နော်ဒီနောက်နှစ်မှာလည်းဒီထက်ကိုပို့ပြီးမှကြီးကျယ်ခမ်းနားအောင်ဒီထက်ကိုပို့ပြီးမှကောင်းအောင်လို့ကျင်းပသွားမှာပါပေါ့နော်အဲကြောင့်မို့လဲဝင်ရောက်ရှင်ပြိုင်ကြဖို့ပါဝင်အတူတူပါဝင်ကြဖို့လဲကျွန်မဒီဘက်ကနေဖိတ်ခေါ်အပ်ပါတယ်ရှင်